ဘုရားမြတ်စွာရဲ့အဓိကဟောကြားဆုံးမတဲ့တရားတော်များကိုလိုက်နာကျင့်သုံးခြင်းဟာစိတ်ပူပန်မှုတွေပျောက်ကင်းအောင်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်ပေါ့စိတ်ပူပန်မှုတွေကြောင့်မို့လို့လောကလူသားတွေဟာချမ်းသာဒုက္ခကိုမရနိုင်ပဲရှိနေကြမည်သည့်လူမျိုးမည်သည့်နိုင်ငံသားမည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ်စိတ်ပူပန်မှုတွေနဲ့လွှမ်းမိုးနေကြပျော်ရွှင်နေချမ်းမြေ့တယ်ဆိုတာတစ်ခါတရံတော့သာရကြပြီအလုံးဟာစိတ်ပူပန်မှုတွေရှိနေကြတယ်အဲ့ဒီစိတ်ပူပန်မှုတွေ stress လို့ခေါ်တယ်ခုခေတ်မှာဒီစကားလုံးကိုတော်အသုံးပြုပြီးတော့ပြောကြစိတ်ဖိစီးမှုတွေစိတ်ပူပန်မှုတွေလူတိုင်းမလူတိုင်းမှာရှိကြဘုရားမြတ်စွာဟောကြားတဲ့စကားတော်နဲ့ပြောမယ်ဆိုလို့ရှိရင်တောကပေါ့လူတွေမှာလူတိုင်းချမ်းသာတဲ့လူရောဆင်းရဲတဲ့လူပါကြီးသူရောငယ်သူပါလူမျိုးမရွေးဘာသာမရွေးတောကဆိုတဲ့တရားနဲ့ကင်းနိုင်တဲ့ပုဂ္ဂိုလ်မရှိကြတနေ့မဟုတ်တစ်ချိန်မဟုတ်တောကဆိုတာရောက်လာကြတတ်ထိုတောကဟာစိတ်ရဲ့ပူပန်မှုတရားတစ်ခုပဲဖြစ်တယ်ပေါ့တောကနဲ့အတူတကွရှင်တွဲလာတဲ့တရားကတော့ဒေါသလို့ဆိုတာဒေါသနဲ့တောကရှင်တွဲလာတတ်တာဖြစ်သောကြောင့်လူတွေရဲ့စိတ်နှလုံးငြိမ်းချမ်းမှုဟာတောကဒေါသဝင်လာပြီဆိုလို့ရှိရင်ဆုံးရှုံးနေတာသွားတယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေအဓိကကျင့်သုံးနေထိုင်ကြခြင်းဟာစိတ်ပူပန်မှုကင်းအောင်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်လို့ဆိုရင်မမှားဘူးတက်ရှိထင်ရှားဖြစ်နေတဲ့အချိန်ကာလမှာစိတ်ချမ်းသာမှုနဲ့စိတ်နှလုံးအေးချမ်းစွာနေနိုင်မှုကအမှန်တမ်းအရေးကြီးတယ်တောကဟာဘယ်ကြမှာရပ်သွားတယ်လဲလို့ဆိုလို့ရှိရင်အ ਨੇ ဆုံးအနာဂံအဆင့်ရောက်သွားပြီဆိုရင်တော့တောကရပ်တယ်ယဟနာဖြစ်သွားပြီဆိုတဲ့အချိန်မှာတော့စိတ်ပူပန်မှုဆိုတာဘယ်တော့မှမလာတော့ဘူးစိတ်နှလုံးအေးချမ်းတယ်ဒါကြောင့်မို့နောက်ပိတ်ဆုံးအနေနဲ့ပြောမယ်ဆိုရင်ဟရယတတန္တိစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာဟာအရတ္တဖို့ပဲဆိုတာဖြစ်ပါအရတ္တဖို့ဆိုတဲ့အစစ်မြင့်တဲ့တရားတစ်ခုမျက်မှောက်ပြုမိပြီဆိုလို့ရှိရင်တော့စိတ်နှလုံးပူပန်မှုပါဘယ်တော့မှမလာတော့ဘူးထာဝရအေးချမ်းပြီးတော့စိတ်နှလုံးဟာငြိမ်းချမ်းတဲ့အနေအထားမျိုးကိုရရှိတယ်လို့လက်တွေ့ဘဝမှာပင်စိတ်နှလုံးငြိမ်းချမ်းအောင်ဘုန်းကြီးတို့တွေကျင့်ဆောင်လို့ရတယ်အဲ့လိုကျင့်ဆောင်ဖို့ရအတွက်မြတ်စွာဘုရားကထိုသုတ်တန်တွေမှာနီလံပေးပြီးတော့ဟောထားမှန်မှန်ကန်ကန်ရှုမြင်သုံးသပ်တတ်ဖို့အမှန်တမ်းအရေးကြီးတယ်မှန်မှန်ကန်ကန်ရှုမြင်မှုဟာစိတ်နှလုံးအေးချမ်းမှုရဲ့အစပထမပဲဖြစ်စိတ်နှလုံးအေးချမ်းမှုအတွက်ကျင့်ဆောင်တာမှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်မှုပဲဖြစ်ဒါဖြင့်စိတ်နှလုံးအေးချမ်းအောင်စိတ်တည်ပူပန်မှုမဖြစ်ရအောင်ဘာကိုဖယ်ရှားရမလဲလို့ဆိုလို့ရှိရင်တွေ့တာမှုဖယ်ရှားတွေ့တာမှုတွေရှိနေသမျှကာလပတ်လုံးစိတ်နှလုံးအေးချမ်းမှုဘယ်သူမှမရနိုင်တွေ့တာမှုသည်စိတ်နှလုံးပူပန်မှုကိုဖြစ်ပေါ်စေတယ်လို့ရသော်ဗျာကိုယ်တိုင်ကလည်းဟောထားတာရှိတယ်လေတဏှာယသာယတိတောကောတဏှာယသာယတိတောကောတောကဆိုတာတဏှာကြောင့်ဖြစ်လာတာတွေ့တာမှုဆိုတဲ့တဏှာရှိနေတဲ့ပုဂ္ဂိုလ်တိုင်းဟာတောကဘယ်လိုမှရှောင်လွှဲလို့မရနိုင်ဘူးတောကကိုရှောင်လွှဲခြင်းလို့ရှိရင်တဏှာကိုလျှော့ချကြရမှာဖြစ်တယ်လူတိုင်းဟာစိတ်နှလုံးအေးချမ်းပြီးတော့တောကကင်းဝေးစွာနေထိုင်ကြတယ်သို့တော့တကယ်ပဲတောကကင်းဝေးပြီးတော့နေနိုင်ကြသလားဆိုမနေနိုင်ကြဘူးဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့အဓိကအကြောင်းဖြစ်တဲ့တွေ့တာမှုကိုမဖယ်နိုင်လို့ပဲ
တွေ့တာမှုကိုမဖယ်နိုင်သေးတဲ့မြတ်တောကဆိုတာဘယ်တော့မှရှော့ချနိုင်ကြမှာမဟုတ်ဘူးတဲ့ဒီသဘောကိုဘုန်းကြီးတို့တွေမှတ်သားနိုင်ကြမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေဟာအင်တမလက်တွေ့ကြအင်တမလည်းပဲတိကျမှန်ကန်မှန်မှန်ကန်ကန်ဟောထားသည့်အတွက်ကြောင့်မြတ်စွာဘုရားတရားတော်မှာလွဲမှားမှုဆိုတာရှိအင်တမစိတ်ချမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကသက္ခာတောဓမ္မောဓမ္မကိုမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်ဆိုတာဓမ္မရဲ့ခုံကြီးထဲမှာအတိအလင်းထုတ်ဖော်ပြထားတာရှိဒါကဂရန်တီပေးတဲ့သဘောပဲမြတ်စွာဘုရားရဲ့တရားဟာမှားယွင်းမှုလုံးဝမရှိဘူးမှားယွင်းမှုမရှိုံနဲ့မကဘူးမပြည့်စုံတာလည်းမရှိဘူးပိုလွန်သွားတာလည်းမရှိဘူးစဉ်းစားကြည့်လေမြတ်စွာဘုရားဒီတရားတွေကိုဘယ်တော့မှဟောခဲ့တာတော့ဆိုလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တယ်ဒါမှမဟုတ်ဒီနှစ်တရားဓမ္မပေါ်လာတဲ့နှစ်ဟာဒီဓမ္မစကြာတရားဟောတဲ့နှစ်လို့လည်းပြောလို့ရတယ်ဓမ္မပေါ်လာတဲ့နှစ်မြတ်စွာဘုရားအဆုံးအမတွေစတင်ပေါ်လာတဲ့နှစ်အရေးအတွက်ဟာဒီကနေ့ဆိုလို့ရှိရင်နှစ်ပေါင်း2600လို့ပြောနော်နှစ်ပေါင်း2600ရှိသွားပြီအဲ့ဒါလို့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရားတွေဟာဒီကနေ့ကြည့်မယ်ဆိုလို့ရှိရင် out of date ဖြစ်သွားတာတခုမှမရှိဘူးနော်ဒီတခြားအရာတွေဆိုလို့ရှိရင်ခေတ်မမီတော့လို့တော့မဟုတ်ဒီအသုံးမကျတော့လို့ဖြစ်လိုက်ရတာတွေအများကြီးရှိမြတ်စွာဘုရားတရားတော်မှာဒီကနေ့ထိအောင်တစ်လွင်ပြီးတော့မှန်ကန်နေတော့မရှိဒါဘာဖြစ်လို့လဲလို့ဆိုလုံးဝမှန်ကန်လို့ပဲပေါ့လူသားတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားတရားတော်ဟာမှန်ကန်နေအောင်ပါပဲတရားဝါတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားတရားတော်ဟာမှန်ကန်နေမှာဘယ်တော့မှမှားသွားတယ်မရှိဘူးစဉ်းစားကြည့်နေမြတ်စွာဘုရားကသစ္စာ၄ပါးကိုဟောခဲ့တယ်အေးခေတ်ပြောင်းလာသည့်အတွက်ကြောင့်ရှင်ဘုရားဟောခဲ့တဲ့သစ္စာ၄ပါးဟာနော်တပါးလျှော့လို့ရနေပြီခုခေတ်မှာဘယ်ဟာကခေတ်မမီတော့ဘူးလို့ဆိုသစ္စာ၄ပါးဟာတပါးပိုးနေတယ်ဆိုပြီးတော့တပါးကိုလျှော့လို့လည်းမရနောက်ထပ်ပြီးတော့သစ္စာ၅ပါးပါလို့ထပ်တိုးခြင်းလို့လည်းမရသူဟာလည်းသူမှန်မှန်ကန်ကန်တိတိကျကျအရှိတိုင်းပဲပြည့်လုံးဝပြည့်စုံတယ်ဒီကုန်းလေးကိုကေဝလပရိပုံဏလုံးဝပြည့်စုံတယ်မြတ်စွာဘုရားတရားတော်ပရိသုဒ္ဓတကယ်ကိုတန့်ဆက်အမှားယွင်းခင်းနေဖယ်ရှားပြည့်စရာမရှိဘူးနိဗ္ဗာန်ရောက်ကြောင်းအကျင့်ပฏิပဒါကိုဟောတဲ့အခါမှာလည်းမဂ္ဂင်၈ပါးဒီမဂ္ဂင်၈ပါးဟာမိမိတို့တဏ္ဍာမှာတကယ်ဖြစ်အောင်ကြိုးစားထားပြီဆိုလို့ရှိရင်နိဗ္ဗာန်လမ်းကိုရောက်ဖို့ရတေချာဘယ်ရာဖြစ်မဂ္ဂင်၈ပါးနဲ့မလုံလောက်ဘူးနောက်ထပ်တစ်ခုထပ်တိုးဖို့လိုအပ်တယ်ဆိုတာမရှိဘူး၉ပါးလို့သတ်မှတ်เสียလည်းမရှိဘူး9ပါးလို့လျှော့ချเสียလည်းမရှိဘူးလို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားတရားတော်ဟာဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ်ပယ်ဖြစ်เสียဆိုတာမရှိသလိုဖြစ်ဆွက်เสียဆိုတာလည်းမရှိဘူးတဲ့ဒါဘာဖြစ်လို့လဲလို့ဆိုလုံးဝမှန်ကန်နေလို့သွားခါတခုံဆိုတာအဲ့ဒါကိုပြောတကယ်ကိုတိကျမှန်တယ်အေးတချို့တရားကမှန်တော့မှန်တယ်သို့တော့မှန်ပေမဲ့လို့ကျင့်သုံးလိုက်နာတဲ့ပုဂ္ဂိုလ်တွေကလက်တွေ့သိနိုင်တာမဟုတ်ဘူးဆိုလို့ရှိရင်လည်းအသုံးမဝင်ဘူးဟုတ်တော့ဟုတ်ပါရဲ့နော်မှန်မှန်ကန်ကန်ဟောတာတော့ဟုတ်ပါရဲ့ဒါပေမဲ့လက်တွေ့မပြနိုင်ဘူးဆိုလို့ရှိရင်လည်းအသုံးမဝင်ဘူးရသော်ဘုရားတရားတော်ကလက်တွေ့ပြနိုင်တယ်တဲ့တန်ဋိဋ္ဌိကောကိုယ်တိုင်မြင်နိုင်တယ်ကိုယ်တိုင်သိရှိနိုင်အခုပြောတဲ့စိတ်ပူပန်မှုကိုလျှော့ချခြင်းစိတ်ပူပန်မှုကိုမဖြစ်ရအောင်ကျင့်ဆောင်ခြင်းစိတ်ပူပန်မှုပျောက်ကင်းအောင်ကျင့်ဆောင်တကယ်ကျင့်ရင်တကယ်စိတ်ပူပန်မှုတွေပျောက်သွားအဲ့ဒီပျောက်သွားတာအကိုကဒါလက်တွေ့ကိုယ်တိုင်သိနိုင်တယ်ကိုယ်စိတ်ပူပန်နေတဲ့အခါမှာဘ
မြတ်စွာဘုရားဟောတဲ့ဤစနစ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်စိတ်ပူပန်မှုတွေပျောက်သွားမယ်ဒါကိုဆိုလိုတာပေါ့နော်တဏ္ဍိဋ္ဌိကောကိုယ်တိုင်သိနိုင်တယ်မြင်နိုင်တယ်ဆိုဒီအရေးချင်းရှိတခါကိုယ်တိုင်သိနိုင်တယ်မြင်နိုင်တယ်လို့ပြောတဲ့အခါမှာဘယ်လောက်ကြာအောင်စောင့်ရမှာတချို့ကိစ္စတွေကကြာအောင်စောင့်ရကိုယ်တိုင်တော့သိနိုင်ပါတယ်ဘယ်နှစ်စောင့်ရမယ်လို့နောက်ဘဝထိအောင်စောင့်ရမယ်လို့ဒီလိုဟာမျိုးတွေရှိသေးတယ်မြတ်စွာဘုရားတရားတော်ကြတော့အဲ့လိုမရှိဘူးကိုယ်တိုင်သိဖို့အခုကြိုးစားရင်အခုသိနိုင်တာဖြစ်သောကြောင့်အကာလိကောစောင့်ဆိုင်ဖို့ချိန်မလိုဘူးတဲ့အခုကြိုးစားအခုနှလုံးသွင်းအခုသိနိုင်တာဖြစ်တယ်ဒါကြောင့်မို့အကာလိကောလို့ပြောအဲ့တော့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေရဲ့ဂုဏ်ကြီးတွေဟာဒီအတိုင်းသွားတာပဲအကုန်လုံးဒီတရားဂုဏ်တော်6ပါးလို့လူတွေကသိနေကြတဲ့အရေးမြတ်စွာဘုရားရဲ့တရားရဲ့တိကျမှန်ကန်မှုကိုဖော်ပြတယ်အေးအကာလိကောအချိန်ကာလဆိုင်းเสียမလိုပဲနဲ့လက်တွေ့ချက်ချင်းသိနိုင်တဲ့အရာလို့ဆိုတော့ကိုယ့်ရဲ့မိတ်ဆွေသင်္ဃဟတွေကိုရဲရဲဝံ့ဝံ့ဖိတ်ခေါ်ပြောပြဖို့ဖြစ်နိုင်တဲ့တရားတချို့တရားကမှန်ကန်မှုမရှိသည့်အတွက်ကြောင့်ကိုယ်တိုင်လည်းလက်တွေ့မပြနိုင်ဘူးလက်တွေ့ပြရင်လည်းအချိန်ကာလတစ်ခုကြာမှသိရမှာဆိုတဲ့အနေအထားမျိုးရောက်နေလို့ရှိရင်ဖိတ်ခေါ်ပြီးတော့ပြဖို့ဆိုတာအမှန်တမ်းခက်တယ်ပေါ့မြတ်စွာဘုရားတရားတော်ကြတော့အဲ့လိုမဟုတ်ဘူးအေဟိပတ္တိကောလာပါလက်တွေ့လှုပ်ကြည့်ပါဒီလိုပြောဆိုဖိတ်ခေါ်ပြီးတော့ပြသနိုင်တဲ့တရားမျိုးပြသထိုက်တဲ့တရားမျိုးဖြစ်တယ်အခုချင်းအခုကြိုးရတာဖြစ်သောကြောင့်ဩပနေယိကောလူတိုင်းရဲ့နှလုံးသားထဲမှာရောက်အောင်ကျင့်ဆောင်သင့်တယ်နောက်ဆုံးမှာမြတ်စွာဘုရားရဲ့တရားတော်တွေဟာအခြေခံတရားကစပြီးတော့အစစ်မြင့်တရားတွေထိအောင်ရှိတယ်အစစ်မြင့်တရားတွေရောက်တဲ့အခါကျတော့တကယ်ပညာနဲ့အသိပညာလည်းမြင့်မားဖို့လိုတယ်ပေါ့တရားကအစစ်မြင့်တယ်ပညာကအစစ်နှိမ့်နေတယ်ဆိုလို့ရှိရင်လည်းမသိနိုင်ဘူးဒါကြောင့်မို့လို့ပစ္စတံဝေရိတကောဝိညူဟိဝိညူလို့ခေါ်တဲ့တကယ်ပညာရှိပုဂ္ဂိုလ်တွေမှာမိမိကိုယ်တိုင်ဘုရားမြတ်စွာရဲ့တရားဓမ္မကိုသိရှိနားလည်နိုင်အဲ့တော့ဒီအရေးချင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တရားအပေါ်မှာဘုန်းကြီးတို့တွေဘလောက်ယုံကြည်အားကိုးထိုက်တယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒီအချက်တွေနဲ့ပြည့်စုံနေတာမှအားကိုးစရာအားကိုးယုံကြည်မှုမရှိဘူးဆိုရင်ဘယ်ဟာကိုအားကိုးမှာလဲဒီပြင်ဘာသာတွေမှာဟောတဲ့တရားတွေဆိုလို့ရှိရင်ဒါမျိုးတစ်ခုမှမပါနော်အခြေခံလူတွေလိုက်နာကျင့်သုံးရမယ့်အချက်ကလေးလောက်သာဟောပြောနိုင်ကြတာဖြစ်တယ်အဆင့်မြင့်လာတဲ့တရားအဆင့်တောင်သိအမြင့်ကြီးမဟုတ်ဘူးဘာကိုလူတွေမသိနိုင်တဲ့တရားမျိုးကြတော့ကောင်းကင်ဘုံကိုလက်ညှိုးထိုးပြီးတော့ကောင်းကင်ဘုံကသာဝရဘုရားသခင်ရဲ့အလိုတော်ဆိုတာနဲ့ပဲဒီလူတွေကအားလုံးယုံကြည်မှုနဲ့ပဲခြေနှက်သွားကြကိုယ်တိုင်လုံးနိုင်တာတခုမှမရှိဘူးဘုရားတရားတော်ကအဲ့ဒါမျိုးမဟုတ်ဘူးကောင်းကင်ဘုံကိုလက်ညှိုးထိုးပြီးပြောစရာလည်းမလိုဘူးကိုယ်တိုင်လက်တွေ့ရှင်းသုံးကိုယ်တိုင်လက်တွေ့သိနိုင်တဲ့တရားဆိုတာအင်တာမရှင်းတယ်အင်တာမရှင်းသည့်အတွက်ကြောင့်တဆင့်ခံဟောပြောရတဲ့တရားမျိုးလည်းမဟုတ်ဘူးအခြားတရားတွေဆိုလို့ရှိရင်တဆင့်ခံနေကြည့်ပဲတဆင့်ခံတွေကိုမှမီဒီယာရဲ့တာတွေကနေတဆင့်သိကြနော်အောင်သွယ်တော်တွေဆက်သွယ်မှုတွေတမန်တော်တွေ prophet တွေကနေပြီးတော့မှတဆင့်သိခွင့်ရကြတာလေဘုရားရဲ့တရားတော်ကအဲ့ဒါလို့ဈာခံပုဂ္ဂိုလ်တဦးတယောက်မီဒီယာတာလိုအပ်တာမျိုးမဟုတ်ဘူးကိုယ်တိုင်လုပ်ရင်ကိုယ်တိုင်သိနိုင်တယ်ဆိုတာအမှန်တမ်းထင်ရှားအေးတချို့ကဘာသာတရားတွေဟာတူတူပဲနဲ့ရောပြီးတော့ပြောလေးရှိတယ်မတူဘူးဆိုတာအမှန်တမ်းကွာမတူဘူးဆိုတာအမှန်တမ်းဘုရားဘာသာကလွဲလို့ရှိရင်တော့ဘာသာတရားအားလုံးကနတ်ကိုးကွယ်တဲ့ဘာသာတွေကြီးပဲနတ်ကိုးကွယ်တယ်ဆိုတဲ့ကဈာထဲမှာနတ်ကြော်ရှိတယ်နော်အဲ့တော့မြန်မာပြည်ကနတ်ကိုးကွယ်တဲ့လူတွေသိတယ်လေနတ်ကိုးကွယ်ရတယ်ဆိုတာနတ်ကိုကိုယ်တိုင်တစ်ခါမှလည်းမမြင်ရဘူးနတ်နဲ့ကိုယ်တိုင်တစ်ခါမှလည်းစကားမပြောအောင်
ပြောရတာဘယ်သူနဲ့ပြောတော့ဆိုနတ်ကတော်နဲ့ပဲပြောရတာဂျားထဲမှာနတ်ကတော်နဲ့ပဲဆက်သွယ်ရအဲ့ဒီတိုင်းပဲဘာမှမထူးနော်အေးဘုရားမြတ်စွာရဲ့တရားတော်ကြတော့ဒီလိုဂျားကံပုဂ္ဂိုလ်ဆိုတာရှိတာမဟုတ်ဘူးကိုယ်တိုင်လို့ကိုယ်တိုင်သိနိုင်တဲ့တရားဆိုအင်တမခြေနှက်စရာကောင်းတယ်လို့ဒါမတူတဲ့သဘောကိုသိထားဖို့လိုအပ်တာပေါ့ကောင်းပြီစိတ်ပူပန်မှုတွေစိတ်ဖိစီးမှုတွေဆိုတာလူတိုင်းမှာမကဲနိုင်တာဖြစ်သောကြောင့်အဲ့ဒီစိတ်ပူပန်မှုတွေမဖြစ်ရလေအောင်ဘယ်လိုလုပ်မလဲအခုနိုင်ငံတကာကဒီအချက်ကိုအများကြီးစိတ်ဝင်စားနေတယ်အများကြီးစိတ်ဝင်စားလို့ဘာသာရပ်တစ်ခုတောင်မှတီထွင်ပြီးတော့ဘုရားရဲ့တရားတော်ကိုနောက်ကနေလိုက်ပြီးတော့ဘာသာရပ်တစ်ခုအနေနဲ့တက္ကသိုလ်မှာသင်ကြားတဲ့ဘာသာရပ်တစ်ခုအနေနဲ့သင်ပြနေတာတောင်ရှိတယ်သူတို့ဘာသာရပ်ကိုအတူကောင်းနာမည်ပေးထားတဲ့အခါကျတော့ MBSR လို့နာမည်ပေးထားတယ်ဆိုတော့ MBSR ဆိုတာ mindfulness based stress reduction လို့ခေါ်တယ် M ဆိုတာ mindfulness B ဆိုတာ based နော် S ဆိုတာ stress R ဆိုတာ reduction mindfulness based stress reduction ဆိုတာဘာပြောတာလဲဆိုတတိကိုအခြေခံပြီးတော့စိတ်ဖိစီးမှုစိတ်ပူပန်မှုတွေကိုလျှော့ချခြင်းလို့ဒီလိုပြောတာနော်အဲ့ဒါဟာတတိပဒံကျင့်စဉ်ကိုဖော်ထုတ်တာပဲဖြစ်တယ်ဒီကျင့်စဉ်ကဘယ်အလာတာလဲလို့ဆိုရင်ဘုရားရဲ့ဒေသနာတော်တွေတဲကလာအဲ့တော့နိုင်ငံခြားတိုင်းတစ်ပါးဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်ဘုရားမြတ်စွာရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့လက်ခံကျင့်သုံးလာမှုတွေဒီကနေ့ရှိအဲ့ဒါတွေကိုလည်းဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဘုရားဘာသာဝင်တွေဟာအလှူဒါနလေးလုံးယုံနဲ့သီလလေးစောင့်တည်ယုံနဲ့ဒီလိုကျင့်တတ်ပြီးတော့မနေကြပဲနဲ့အလှူဒါနလည်းလုပ်ရမယ်သီလလည်းစောင့်တည်ရမယ်အခုပြောတဲ့စိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လက်တွေ့ကျင့်ဆောင်မှုတွေကိုလည်းလုပ်ဖို့လိုအပ်တယ်အဲ့ဒါမှမြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒဟာပြည့်ပြည့်စုံစုံဖြစ်တယ်ပေါ့အေးဒါကြောင့်မို့ဒီစိတ်ပူပန်မှုကိုလျှော့ချအောင်ကျင့်မယ်ဆိုလို့ရှိရင်ဘလို့အသိစကျင့်မြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုကိုခြေခံပြီးတော့ဘုန်းကြီးတို့ဒီနေ့ရှင်းပြီးတော့ပြောဘယ်လိုငမ်းမဲ့လို့အရေးကြီးဆုံးမြတ်စွာဘုရားကမဂ္ဂင်၈ပါးဆိုတာလမ်းခင်းပြထားတာရှိနော်လမ်းခင်းပြထားတယ်အားလုံးသိကြတဲ့အတိုင်းမဂ္ဂင်၈ပါးဆိုတာဟာတစ်ခုနဲ့တစ်ခုအင်တန်မှဆက်သွယ်ပြီးတော့ဟောကြားထားတဲ့တရားတစ်ခုမဂ္ဂင်၈ပါးကိုအရင်သဘောပေါက်အောင်ပြောရမယ်ဆိုမက္ခဆိုတဲ့ရဲ့အဓိပ္ပာယ်ကစပြီးပြောမက္ခကိုဒီကနေ့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ path လို့ပြန် path ဆိုတာလမ်းပဲဝေးလို့ပြန်လို့ရှိရင်နီးလမ်းပဲအဲ့တော့လမ်းဆိုတာဘယ်အတွက်လမ်းလဲလို့ဆိုရင်ခေါဏကစိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လမ်းပဲစိတ်ပူပန်မှုတွေကိုမဖြစ်အောင်ကျင့်ဆောင်ရမယ်လမ်းပဲအဲ့တော့မက္ခဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလမ်းလို့ path လို့ဘာသာပြန်မိမဲ့လို့ဒီစကားလုံးရဲ့အဓိပ္ပာယ်အစစ်အမှန်ကိုပေါ်ထုတ်တဲ့အရာကိုလည်းပဲသိထားဖို့လိုတယ်အဲ့တော့မက္ခဆိုတဲ့ဒီစကားလုံးဟာမြန်မာလိုကြတော့မဲ့လို့ပဲဘာသာပြန်ထားတာဆိုတော့အဓိပ္ပာယ်မသိကြဘူးမက္ခကိုမက်ခင်ကိုမက်ခင်ဒီလိုပဲသုံးနေတာဆိုတော့ဒီစကားလုံးရဲ့အဓိပ္ပာယ်ရှင်းရှင်းလင်းလင်းမသိနိုင်အဲ့တော့မက္ခဆိုတာဘာရဲ့နာမည်လဲလို့ဆိုလို့ရှိရင်ရှစ်ခုကိုပေါင်းထားတဲ့အမည်တစ်ခုဖြစ်တယ်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် 8 in 1ပေါ့နော်ရှစ်ခုကိုတစ်ခုတည်းလုပ်ထားတယ်ရှစ်ခုရဲ့အပေါင်းကိုမက္ခလို့ခေါ်တယ်ဆိုတော့မက္ခဆိုတာတစ်ခုစီကိုမခေါ်ဘူးရှစ်ခုပေါင်းထားမှခေါ်တယ်ဆိုပါစို့ဥပမာမဲ့ပစ်ပင်ဆိုတာပစ်ပင်ဆိုတဲ့အမည်ဟာအလုံးကိုခြုံခေါ်တဲ့အမည်ဖြစ်တယ်တစ်ခုစီခွဲလိုက်မယ်ဆိုလို့ရှိရင်ပစ်ပင်မှာဘာရှိတယ်ဆိုအမြင့်ရှိတယ်ပင်စီရှိတယ်
အကိုင်းရှိအခက်ရှိအရွက်ရှိအပွင့်ရှိအသီးရှိအဲ့ဒါတွေအကုန်ပေါင်းလိုက်တဲ့အခါမှာတစ်ပင်ဆိုဖြစ်တာလေတခုတည်းကိုတစ်ပင်မခေါ်ဘူးအမြစ်ကိုမေးရင်ဒါကအမြစ်ပဲတစ်ပင်မဟုတ်ဘူးပင်စီကိုပြောပြန်တော့ဒါကပင်စီပဲတစ်ပင်မဟုတ်ဘူးအကိုင်းကိုထောက်ပြန်ရင်လည်းဒါကအကိုင်းပဲတစ်ပင်မဟုတ်ဘူးအရွက်တို့အပွင့်တို့အသီးတို့ဆိုလဲသူ့နာမည်နဲ့သူရှိသို့တော့အဲ့ဒီ၈ခုပေါင်းလိုက်တဲ့အခါကျတော့မက္ခဒီတစ်ပင်လို့ခေါ်တယ်လောကလူတွေသုံးနေတဲ့အရာတွေဟာဒီတိုင်းကြီးပဲကားလို့ခေါ်တာရောကားလို့ခေါ်တာလဲပေါင်းထားတာတွေခေါ်တာပဲဘယ်ဟာကားတုံးလို့တစ်ခုစီပြောရမယ်ဆိုရင်ကားမရှိတော့နော်ပေါင်းထားလို့ရှိရင်ကားပဲကားဘော်ဒီရဲ့ဘိန်းရဲ့အင်ဂျင်ရဲ့အကုန်လုံးပေါင်းထားတဲ့အခါမှာကားလို့ခေါ်တာလေတစ်ခုစီကြတော့ကားလို့မခေါ်ပြန်အဲ့ဒါလိုပဲမဂ္ဂင်၈ပါးဆိုတဲ့မက္ခဆိုတဲ့အရာဟာ၈ခုကိုပေါင်းပြီးတော့ခေါ်ထားတဲ့အရာဒီလိုပြောတာကိုယ်တဏ္ဍာမှာဖြစ်တဲ့ဒီစိတ်ထဲမှာရှိနိုင်တဲ့စွမ်းအားတတ္တိရှိတဲ့ဒီ၈ခုသဘာဝတရား၈ခုကိုမက္ခလို့ခေါ်တယ်ဒါဖြင့်ဘာဖြစ်လို့မက္ခလို့ခေါ်တယ်လဲဆိုတာကိုစဉ်းစားကြည့်အောင်မက္ခလို့ခေါ်ရင်အဓိပ္ပာယ်ကဘာတော့နိဗ္ဗာန်တ္ထိကေဟိမက္ခိယတိတိမက္ခောတဲ့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်အရာလောကလူတွေဆုတောင်းနေကြတယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုလို့ဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းတယ်အဲ့ဒီလိုနိဗ္ဗာန်ကိုလိုချင်ပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာဘာတွေဖြစ်အောင်လုပ်ရမလဲဆိုဟောဒီမဂ္ဂင်၈ပါးဖြစ်အောင်ဒါကိုပြောတာနော်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်တရားတွေတဲ့ဟောမဂ္ဂင်၈ပါးဟာဒီမက္ခလို့မဂ္ဂင်၈ပါးကိုမက္ခလို့ခေါ်တာဟာနိဗ္ဗာန်လိုချင်သူတွေရှာရမယ့်အရာဖြစ်သောကြောင့်မက္ခလို့ခေါ်တယ်ဒီလိုဆိုလို့ဒါကအခြေခံကစပြောဒါဖြင့်နိဗ္ဗာန်လိုချင်လို့မဂ္ဂင်၈ပါးကိုရှာပြီးပါပြီနိဗ္ဗာန်ကိုဘယ်သူကရှာပေးမလဲလို့ဆိုရင်နောက်ဝိချုပ်တစ်ခုကြတော့နိဗ္ဗာန်မက္ခတိခဝေတတိတိမက္ခောဟောဒီတမ္မာဒိဋ္ဌိစတဲ့တရား၈မျိုးကပဲနိဗ္ဗာန်ကိုရှာပေးမှာတဲ့ဒါကြောင့်မို့သူတို့မက္ခလို့ခေါ်တာတဲ့ဘယ်သူမှရှာပေးမှာမဟုတ်ဘူးကိုယ်တဏ္ဍာမှာဒီတရားတွေဖြစ်ပြီးဝဝရောက်လာနိဗ္ဗာန်ကိုသူတို့ကရှာပေးမှာဒါဖြင့်ရှာတယ်ဆိုတာဘယ်ပုံရှာမှာလဲလို့မေးတဲ့အခါကျတော့ကိလေသေမာရင်တော်နိဗ္ဗာန်ခိစ္စတိတိမက္ခောကိလေသာတွေကိုဖယ်ရှားပစ်ပြီးနိဗ္ဗာန်ထဲကိုပြေးဝင်သွားခြင်းအားဖြင့်နိဗ္ဗာန်ကိုရှာတယ်။ဟောသူတို့ပဲအားလုံးဆိုလိုတာကနိဗ္ဗာန်လိုချင်ဒီတရားရှိခုကိုယ်တဏ္ဍာမှာဖြစ်အောင်ကြီးထွားလာအောင်လို့ဒီလိုဆိုလိုတာပေါ့။ဒါကြောင့်မို့လို့ဒီမဂ္ဂင်၈ပါးဆိုတာဘုရားဘာသာဝင်တွေအားလုံးသိတယ်။သို့တော့ဆက်ဆက်နေတာကိုသိချစဉ်းစားကြည့်နိဗ္ဗာန်ကိုလိုချင်ပြီဆိုရင်အစဆုံးဘာလို့လဲလို့ဆိုရင်တမ္မာဒိဋ္ဌိအမှန်မြင်ဖို့လိုတယ်။သမကံကမြင်ရမယ်။ခုနကကြည့်လေစိတ်ပူပန်မှုတွေကိုလျှော့ချဖို့စိတ်ပူပန်မှုဆိုတာရှိသလားမရှိဘူးလားရှိတယ်ဆိုရင်စိတ်ပူပန်မှုကိုမြင်တာကအမှန်မြင်တာပဲသူ့တဘာဝကိုမြင်လာပြီးတဲ့အခါမှာဘယ်လိုလျှော့ချရသို့မဟုတ်ဘယ်လိုမဖြစ်အောင်ကျင့်ရမလဲဆိုကျင့်ဖို့ကျင့်နည်းကိုလည်းမြင်အဲ့တော့စိတ်ပူပန်မှုကင်းတဲ့နေရာကိုမြင်တယ်စိတ်ပူပန်မှုကိုလျှော့ချတဲ့နည်းကိုသိတယ်ဆိုတာသစ္စာနဲ့ပြောမယ်ဆိုလို့ရှိရင်និရောဓနဲ့និရောဓဂမိနိပฏิပဒါနော်និရောဓသစ္စာနဲ့និရောဓဂမိနိပฏิပဒါသစ္စာဒီတစ်ခုပြောတာပဲအဲ့တော့စိတ်ပူပန်မှုလို့ဆိုလိုက်တာနဲ့ပဲစိတ်နဲ့ပူပန်မှုနဲ့နော်စိတ်ပူပန်မှုဆိုတာဒုက္ခလားဒုက္ခလားလို့ဆိုရင်ဒုက္ခအဲ့တော့ဒုက္ခဆိုတော့နံပါတ်1သစ္စာကိုပြောတာအဲ့ဒီနံပါတ်1သစ္စာဒုက္ခကိုပြောတော့ဒီဒုက္ခကိုဘယ်သူကနေထုတ်လုပ်တာတော့ဆိုတော့တွေ့တာမှုကထုတ်လုပ်နေတာလို့ဆိုစိတ်ပူပန်မှုတွေဆိုတဲ့ဟာဒုက္ခထိုစိတ်ပူပန်မှုတွေကိုဖြစ်စေနေတာကတွေ့တာမှုပဲအဲ့တော့စိတ်ပူပန်မှုကိုလျှော့ချခြင်းတွေ့တာမှုဖယ်ရမယ်ဒီလိုကျင့်ဆောင်မှုတွေကိုမြင်တာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်
ဒါတမာဒိဋ္ဌိအခြေခံအားဖြင့်ဒါတမာဒိဋ္ဌိအမှန်မြင်တယ်လို့ပြောအဲ့ဒီအမှန်မြင်မှုဒီကိုယ်တဏ္ဍမှာပထမဖြစ်အောင်လုပ်အဲ့ဒီလိုအမှန်မြင်မှုအတွက်ဘာလို့อ่ะတမ္မာသင်္ကပ္ပမြတ်စွာဘုရားတစ်ခုတည်းတစ်ခုဆက်သွယ်ထားဖို့ပြောပြအမှန်မြင်မှုအတွက်အမှန်စဉ်းစားတတ်ဖို့မစဉ်းစားလို့ရှိရင်မမြင်ဘူးဒါကြောင့်မှန်မှန်ကန်ကန်စဉ်းစားမှုဆိုတဲ့တမ္မာသင်္ကပ္ပသည်မှန်မှန်ကန်ကန်မြင်ခြင်းလို့ဆိုတဲ့တမ္မာဒိဋ္ဌိရဲ့အကြောင်းဖြစ်လာဒါကြောင့်တမ္မာဒိဋ္ဌိပြီးတော့တမ္မာသင်္ကပ္ပလို့ဟောတာဟုတ်ပြီမှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဖြစ်လာတဲ့အခါလူတွေကဘာလုပ်လို့ရှိတော့ဆိုစကားပြောရင်အရင်တွေးတယ်စဉ်းစားတယ်စဉ်းစားပြီးတော့မှစကားပြောတာဖြစ်သောကြောင့်တမ္မာသင်္ကပ္ပပြီးတဲ့အခါမှာတမ္မာဝါစာမြတ်စွာဘုရားအကြောင်းမဲ့သူစင်ញင်အားဆင်တာမဟုတ်ဘူးတစ်ခုနဲ့တစ်ခုဆက်သွယ်ထားတာနော်နမဆင်တာဟာကိုစင်ញင်တယ်လို့အမတ်တမဲ့ဆင်လိုက်တာမျိုးမဟုတ်ဘူးဒိဋ္ဌိရှိရှိဆင်ထားတယ်လို့ဆိုလို့တယ်နော်လုပ်ငန်းသဘောအရစီစဉ်ထားတာလူတွေဟာစကားပြောတော့မယ်ဆိုရင်စဉ်းစားပြီးမှပြောတာတွေးပြီးမှပြောတာဒါကြောင့်မို့တမ္မာသင်္ကပ္ပဆိုတဲ့တွေးတောဆင်ញင်မှုရဲ့နောက်မှာတမ္မာဝါစာဆိုတာထားနောက်တစ်ခါတမ္မာဝါစာပြီးတော့ဘယ်သူလာတော့ဆိုတမ္မာကမ္မန္တဘာဖြစ်လို့တမ္မာဝါစာနဲ့တမ္မာကမ္မန္တရှေ့နောက်ထားရတယ်လဲဆိုရင်အလုံးလုံးပြီးဆိုရင်လူတွေကပြောတယ်ပြောပြီးမှလုပ်ကြဟောဘာလုပ်မယ်ပြောကြဟောလုပ်မယ်လို့ပြောပြီးတဲ့အခါမှာလုပ်တာဖြစ်တော့ကြောင့်တမ္မာဝါစာပြီးမှတမ္မာကမ္မန္တလို့လားအဲ့တော့အပြောနဲ့အလုပ်မှန်ကန်သွားပြီဆိုလို့ရှိရင်လူတွေရဲ့နေ့စဉ်စာဝတ်နေရေးဆိုတဲ့နိလန်းတွေဟာလည်းပဲမှန်ကန်သွားတာဖြစ်တော့ကြောင့်တမ္မာဝါစာတမ္မာကမ္မန္တတို့ရဲ့နောက်မှာတမ္မာအာဇီဝဘဝမှာဇတ္တိနေဖို့အတွက်ဟောဒီသုံးခုလားအဲ့တော့တမ္မာအာဇီဝဆိုတာလားတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့ဒီသုံးခုဟာကုချင်းတရားပဲနဲ့ပတ်သက်တယ်ကုချင်းတရားနဲ့သက်ဆိုင်ကောင်းပြီတမ္မာအာဇီဝလို့ဆိုတဲ့မှန်မှန်ကန်ကန်အသက်မွေးမှုဖြစ်ဖို့ရာအတွက်ဘာလုပ်ဖို့လိုအပ်လဲလို့ဆိုရင်မှန်မှန်ကန်ကန်ကြိုးစားမှုဆိုတာဝိရိယဆိုတာလိုအပ်တယ်ပြင်းနေတဲ့ပုဂ္ဂိုလ်မှာမဖြစ်ဘူးဒါကြောင့်မို့ကြိုးစားအထောက်မှုလိုအပ်သည့်အတွက်ကြောင့်တမ္မာဝါယာမကြိုးစားပြီဆိုလို့ရှိရင်တတိထားဖို့လိုအပ်လို့တမ္မာတတိတတိထားလာပြီဆိုတဲ့အချိန်မှာစိတ်ကလေးတည်ငြိမ်အောင်ပါလုပ်ဖို့လိုတယ်ဆိုတော့တမ္မာသမာဓိအဲ့ဒီတမ္မာသမာဓိရှိပြီဆိုမှတမ္မာဒိဋ္ဌိတဲ့အမှန်မြင်တယ်ဆိုတာလာပြန်တယ်ဟောဒီရှိခုနဲ့တင်လုံလောက်သွားဗုဒ္ဓဘာသာရဲ့ကျင့်စဉ်တစ်ခုဟာဒီရှိခုနဲ့လုံလောက်ဘယ်တရားပဲဟောမြတ်စွာဘုရားဟာမစ္စည်းမပฏิပဒါလို့ခေါ်တဲ့ဒီမဂ္ဂင်၈ပါးဒီစွမ်းရည်တတ္တိပြည့်ဝတယ်လူတွေရဲ့စိတ်ထဲမှာဖြစ်တဲ့ဒီတဘာဝတရား၈ခုကိုပဲဟောလွန်ခဲ့တဲ့နှစ်ပေါင်း2600ကတပည့်ဆက်ကြာဟောတဲ့ညတပည့်ဆက်ကြာတရားဟောတဲ့အခါမှာလည်းဒါပထမဆုံးထုတ်ဟောတယ်နော်မစ္စည်းမပฏิပဒါဒီမစ္စည်းမပฏิပဒါဆိုတဲ့မဂ္ဂင်၈ပါးစက္ခုကရဏီညာနာကရဏီအမြင်ကိုဖြစ်ပေါ်စေနိုင်အတိညာကိုဖြစ်ပေါ်စေဒါဘယ်လောက်ခြေနှက်ဆရာကောင်းလဲဆိုဒီမဂ္ဂင်၈ပါးကိုယ်တဏ္ဍမှာဖြစ်လာပြီဆိုလို့ရှိရင်စက္ခုကရဏီဓမ္မနဲ့ပတ်သက်တဲ့မျက်လုံးတွေအမြင်မျက်စိတွေရှိတာညာနာကရဏီအတိညာတွေတိုးတက်တာအဘိညာယသံမောရာယနိဗ္ဗာန်ထူးကဲတဲ့အတိညာထူးကဲတဲ့အမြင်တွေထူးကဲတဲ့အတိညာနောက်ဆုံးမှအငြိမ့်တတ်တယ်ခဏပြောတဲ့စိတ်ရဲ့ပူပန်မှုတွေငြိမ့်ဖို့အတွက်ဒါတွေကဖြစ်လာနိဗ္ဗာန်ယငြိမ့်လာဖို့အတွက်ဒါတွေဖြစ်လာဆိုတော့ဘုန်းကြီးတို့တွေမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီမှန်ကန်တဲ့ကျင့်စဉ်တစ်ခုကြာကြာနာနာလမ်းစဉ်ချပြပြီးတော့ပေးထားတဲ့အထက်မှာတပိတာဝကတွေတဲကလည်းလိုက်နာကျင့်သုံးသည့်အတွက်ကြောင့်အောင်မြင်မြင်အထွတ်ထိပ်ရအောင်အကျိုးကျေးဇူးတွေခံစားသွားရအဲ့တော့ဘုန်းကြီးတို့တွေလည်း
ဒီလိုမနေပဲနဲ့မြတ်စွာဘုရားသခင်ကိုရမရဲ့တရားဓမ္မတွေမိမိတို့လက်လန်းမိသမျှနှလုံးသွင်းဆင်ခြင်ကျင့်ကြံကြိုးကုပ်အားထုတ်ကြမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာအကျိုးကျေးဇူးတွေကိုရတယ်အခုပြောတဲ့အကျိုးကျေးဇူးတွေကိုခံစားရမှာဖြစ်တယ်ဒီလိုဆုံးလို့တာအဲ့တော့ကောင်းပြီစိတ်ပူပန်မှုတွေမဖြစ်အောင်ကျင့်ဆောင်စိတ်ပူပန်မှုတွေပျောက်အောင်ပျောက်ကင်းအောင်ကျင့်ဆောင်မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲခြေခံကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုရယ်ကိုကျင့်သီလကိုကျင့်သီလဆိုတာလူမှာတစ်ဖက်သားနဲ့စကားပြောဖို့အတွက်လှုပ်ဆောင်ဖို့အတွက်အရေးကြီးတဲ့အချက်နှစ်ခုရှိတယ်။ဘာလို့ဆိုနှုတ်ရည်ကိုယ်ရည်။ဟောတဦးနဲ့တူပြောပြီဆိုရင်ပြောတယ်လုပ်တယ်ဒီနှစ်ခုဟာဆက်သွယ်မှုနဲ့ပတ်သက်လာစိတ်ထဲဖြစ်တာကိုဒီနေရာမှာမပြောဘူးအဲ့တော့နှုတ်နဲ့ထုတ်ပြောပြီဆိုတဲ့အခါမှာနှုတ်ကိုစီကံထားဖို့လိုအပ်တယ်တမ္မာဝါစာဆိုတာနှုတ်ကိုစီကံထားတာလူတွေကပြောကြတယ်ပါဇက်ဆိုတာတဲ့ထမင်းစားဖို့နဲ့စကားပြောဖို့ထားတာမဟုတ်ဘူးလားဆိုဟုတ်တာပေါ့နော်ပါဇက်ကဘာလုပ်ထားတော့ဆိုထမင်းစားဖို့ရဲ့စကားပြောဖို့ဒီတစ်ခုဟုတ်ပြီထမင်းစားဖို့ဆိုတဲ့အခါမှာစားကြင်ဟာတွေရှောက်စားရင်ရောကျမကြီးမထိခိုက်ဘူးလားထိခိုက်တယ်ပါဇက်ကလည်းပဲပြောကြင်ဟာတွေရှောက်ပြောမယ်ဆိုလို့ရှိရင်မထိခိုက်ပြီဘူးလားထိခိုက်တာဒါကြောင့်မို့စားကြင်ဟာတွေစားလို့လည်းမဖြစ်ဘူးပြောကြင်ဟာတွေပြောလို့လည်းမဖြစ်ဘူးစီကံထားဒီလိုဆိုလို့အဲ့ဒီနှုတ်ကိုစီကံထားတာကိုပဲတမ္မာဝါစာလို့ခေါ်တာဘယ်လိုစီကံချက်တွေထားတော့ဆိုလိမ့်မပြောဘူးမှန်ကနာကိုပဲပြောတယ်နော်လိမ့်မပြောဘူးမှန်တာကိုပဲပြောတယ်ခုံးမတိုက်ဘူးတူနဲ့တူညင်ညွတ်အောင်ပဲပြောတယ်ဆဲရဲတိုင်းထွာကျမ်းသောစကားကိုမပြောဘူးယဉ်ကျေးတိမ်မွေ့စွာပြောတယ်တရားလက်လွတ်စကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားကိုသာပြောမယ်ဟောဒါနှုတ်ရဲ့စီကံချက်တွေအဲ့ဒါဆိုရင်တမ္မာဝါစာအခြေခံကောင်းပါသမ္မာကမ္မန္တဆိုတာလည်းပဲကိုယ်ဒီလျောက်လုပ်တဲ့အခါမှာနော်သူများအသက်ကိုယ့်ရဲ့လုပ်ရကြောက်တစ်ဖက်သားအသက်ဆုံးရှုံးသွားတာမျိုးမဖြစ်စေရတစ်ဖက်သားပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတာမျိုးမဖြစ်စေရတစ်ဖက်သားစိတ်ထိခိုက်သွားအောင်မလုပ်အောင်ဟောသုံးခုပဲပါဏာတိပါဒအရိဏဒါနကာမေတုမိစ္ဆာစာဟောဒီဟာရှောင်လိုက်လို့ရှိရင်တမ္မာကမ္မန္တဖြစ်အဲ့ဒီပြောခဲ့တဲ့ဒီဝစီဒုစရိုက်၄မျိုးကာယဒုစရိုက်၃မျိုးပေါင်းလိုက်တော့9ခုအဲ့ဒီ9ခုနဲ့အသက်မွေးဝမ်းကြောင်းမလုပ်ဘူးဆိုလို့ရှိရင်တမ္မာအာစီဝဒါလို့ဆိုလို့နော်အဲ့ဒါဟာမဂ္ဂင်၈ပါးဖြစ်အဲမှာအခြေခံ၃ခုရပါဒါစတင်လုပ်တဲ့အခါနံပါတ်1သီလဝိတ္တုဒ္ဓိနှုတ်ကိုစီကံထားတယ်ကိုယ်ကိုစီကံထားတယ်နှုတ်စီကံကိုယ်စီကံတိုင်းနေ့စဉ်အသက်မွေးမှုအတွက်ဆောင်ရွက်တယ်ဟောဒါဆိုလို့ရှိရင်သီလဝိတ္တုဒ္ဓိတမ္မာအားဖြင့်လုံခြုံသွားပြီယဟန်တန်ဃာတွေကြတော့ဘုန်းကြီးတွေယဟန်တွေကြတော့ကြီးတဲ့ပို့ကြီးတဲ့ပို့သွားလူ့ကြောင့်နေအနေနဲ့ကဒီလောက်ဆိုလုံလောက်သွားနော်လုံလောက်သွားဒါကိုချင်းသီလပေါ်မှာခြေခံလိုက်ဘယ်ရာပဲလှုပ်ကိုယ့်ရဲ့အခြေခံဆိုတာရှိရတစ်ခုခုပေါ်မှာယက်တိပြီးတော့မှလုပ်လို့ရသီလအလုံးအတွက်အခြေခံတစ်ခုပဲပေါ့မဂ္ဂင်၈ပါးကိုကျင့်မယ်ဆိုလို့ရှိရင်သီလအခြေခံအခြေခံဖြစ်တဲ့သီလကိုအရင်စောင့်ထိချအဲကြောင့်မို့စိတ်ရဲ့ပူပန်မှုတွေကိုတကယ်ပြောက်အောင်လုပ်တော့မယ်ဆိုလို့ရှိရင်ကိုချင်းသီလကစဒါတကယ်ပြောက်အောင်လုပ်တက္ကနာအတွင်တတ်တာအောင်လုပ်တဲ့နည်းတွေခုခေတ်ပြောတာလို့ဆေးမီးတို့ပေါ့နော်ဆေးမီးတို့နဲ့ကုချင်တယ်ဆိုလို့ရှိရင်ရသော်ဗျာဟောတဲ့တရားကိုနှလုံးသွင်းယုံအမှန်နှလုံးသွင်းဆင်ခြင်ယုံနဲ့တော့တည်ငါအေးချမ်းသွားနိုင်ရသော်ဗျာတရားတော်ဟာစနစ်တကျအခုတွေးအခုပြောက်ဆိုပါစို့တောကဖြစ်နေတယ်
တစုံတစ်ခုဆုံးရှုံးသွားလို့တောကဖြစ်တယ်ဆွေတဲ့မျိုးတွေကနော်မိမိတို့ခင်မင်ရတဲ့ပုဂ္ဂိုလ်တူဒုက္ခရောက်လို့ဆုံးမသွားလို့တောကရောက်ရတယ်ဆိုတဲ့အခါမှန်မှန်ကန်ကန်တွေးလိုက်လေဆုံးရှုံးရလေခြင်းလို့စဉ်းစားနေမယ်ဆိုရင်တောကပိုးလာအော်အရာခတ်သိမ်းဟာတက်ရှိတက်မဲ့ဘယ်အရာမှမမြဲဘူးအလုံးဟာဒီနေ့ကိုသိဆုံးကြရတာပဲဘဝဆိုတာကံပေးသမျှနေရတာဒုက္ခနဲ့သူပဲလို့တွေးကြည့်လိုက်ပါအခုတွေးအခုတက်တာပါအဲ့ဒါလို့မတွေးလို့ရှိရင်မတက်တာဒါစိတ်ပူပန်မှုကိုချွတ်ချတဲ့နေ့တစ်ခုပဲကိုယ်မှာတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုပျောက်သွားတယ်ဖြစ်ရလေခြင်းလို့စိတ်ထဲမှာယူကျုံမရဖြစ်နေလို့ရှင်တောကတွေစိတ်ပူပန်မှုတွေများလာအဲ့ဒါလို့မတွေးပဲနဲ့ဘဝဆိုတာဒီပစ္စည်းကိုငါပိုင်နေဆိုတာတခဏပစ္စည်းသင်္ခါရလူသင်္ခါရငါကရင်လည်းပစ္စည်းဆွန့်လိုက်ရတာပဲပစ္စည်းကတော့လည်းငါ့ကိုဆွန့်သွားတာပဲဘယ်အရာမှမမြဲဘူးလို့မြတ်စွာဘုရားဟောထားတာပဲမမြဲတဲ့နောက်မှာတောကဖြစ်နေလို့အပူပဲလို့စဉ်းစားလိုက်တာနဲ့ဟောပူပန်မှုကပျောက်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီနည်းကိုဟောတာဘုရားသုံးတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်ယံကိစီဘူတံသင်္ခတံဘာလောကဓမ္မတံဝတ္တမာပလုဇီတိနေတံဌာနံဝိသတိမြတ်စွာဘုရားဟောအကြောင်းတရားတွေကစုပေါင်းပြီးတော့ဖန်တီးထားတဲ့အရာတစ်ခုမပြတ်ရအောင်မပြောက်ရအောင်ဘယ်သူတတ်နိုင်ပါလဲတဲ့ဘယ်သူမှမတတ်နိုင်ဘူးမဖြစ်နိုင်ဘူးကံကုဋ္ဌထလဘဒီအခြေအနေမျိုးကိုငါမှဘာလုပ်နိုင်ပါလဲဘာတတ်နိုင်ပါဗမာတွေလည်းပြောတယ်ရှိတယ်ဗမာလိုကံကုဋ္ဌထလဘဆိုဘာတတ်နိုင်ပါလဲနော်မတတ်နိုင်ဘူးမတတ်နိုင်တာကိုမတတ်နိုင်တဲ့သဘောကိုဆင်ញင်စဉ်းစားလိုက်ရင်တောကရော့သွားတာဒီလိုဆိုလိုတာပေါ့နော်ဒါကတည်င်းကအားဖြင့်ပြည့်ငြိမ်းမှုအတွက်ဆိုင်ရာအကြောင်းလေးတစ်ခုနဲ့ဖြည့်ရှင်းတဲ့ဤစနစ်ကိုပြောခုနထာဝရဖြည့်ရှင်းခြင်းပြီဆိုရင်တော့သီလကစပြီးတဲ့အခါမှာသီလဝိတ္တုဖြစ်ပြီးစိတ်ဒီကိုချင်းတရားကောင်းလာပြီဆိုဒီကိုချင်းတရားကောင်းတာဟာဘာအတွက်လဲလို့ဆိုရင်သီလဝိတ္တုဒီစိတ်တဝိတ္တုဖြစ်ဖို့အတွက်ပဲသီလဝိတ္တုမှမရှိဘဲနဲ့စိတ်တဝိတ္တုဖြစ်ဖို့ဆိုတာအခြေအနေမပေးဘူးသီလရဲ့အခြေအနေကိုကြည့်လိုက်ကိုယ်တိုင်ကိုချင်းသီလနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်ကိုသီလကိုဆင်ញင်ကြည့်လိုက်တဲ့အခါဘာဖြစ်စိတ်ထဲမှာနှလုံးမသားမယာမဖြစ်ဘူးကြည်နူးတယ်စိတ်ထဲမှာဝမ်းသာအဝိပတိတာရစိတ်ဆင်းရဲတာမဖြစ်ဘူးငါးပါးသီလလုံလို့ငါးပါးသီလလုံတယ်လို့တွေးလိုက်တာနဲ့စိတ်ဆင်းရဲမှုဆိုတာမဖြစ်ဘူးစိတ်နှလုံးဟာကြည်သာနေတယ်အဲ့ဒီစိတ်နှလုံးကြည်သာမှုသည်ပါမောက္ခဝမ်းမြောက်ဖို့ပဲဝမ်းမြောက်မှုဖြစ်စေပါမောက္ခဝမ်းမြောက်မှုကပီတိလို့ဆိုတဲ့နှစ်သက်ကျေနပ်မှုကိုဖြစ်စေပီတိဆိုတဲ့နှစ်သက်ကျေနပ်မှုကပတ္တတိလို့ခေါ်တဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုကိုဖြစ်စေပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုသည်ဒုက္ခလို့ခေါ်တဲ့ချမ်းသာကိုဖြစ်စေဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုရလာလို့ရှိရင်စိတ်တည်ငြိမ်မှုလို့ဆိုတဲ့တမာရီကိုဖြစ်စေတယ်။ဟောစိတ်တဝိတ္တုဆိုတာတမာရီကိုပြောတာ။စိတ်ကလေးငြိမ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာမှာမချမ်းသာဘူးဆိုစိတ်မငြိမ်ဘူးလေ။မကောင်းမှုဒုစရိုက်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာပူပန်နေရတဲ့အတွက်ကြောင့်ခုနပြောတာတွေဆုံးရှုံးတယ်။ပြန်တွေးလိုက်တိုင်းစိတ်မချမ်းသာဖြစ်တယ်။စိတ်မချမ်းသာဖြစ်တဲ့အတွက်ကြောင့်ဝမ်းမြောက်မှုဆိုတာကင်းမဲ့တယ်။ဝမ်းမြောက်မှုမရှိလို့ပီတိဆိုတာမလာဘူးပီတိမလာလို့ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုတွေမဖြစ်ဘူးငြိမ်းချမ်းမှုမဖြစ်သည့်အတွက်ကြောင့်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုမရှိဘူးစိတ်မှမချမ်းသာတဲ့ပုဂ္ဂိုလ်တရားဟာစိတ်တည်ငြိမ်မှုဆိုတဲ့တမာတိဘယ်မှာဖြစ်မလဲဒီအိဗယ်ပြောဒါကြောင့်မို့လို့သီလဒီထက်ဆက်သွယ်သွားပဋိစ္စသမုပ္ပါဒ်လို့ပဲသူကလည်းဆက်သွယ်မှုတွေရှိတယ်လို့ဒီလိုပြောတာနော်ဆက်သွယ်နေတာ
ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးထဲမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလဘယ်ကိုဥတည်သွားတာတော့ဆိုတမာတိကိုဥတည်သွားတမာတိရသွားပြီဆိုလို့ရှိရင်စိတ်တဝိတ္တုဆိုတာဖြစ်လာတယ်ပေါ့စိတ်ကလေးစင်ကြယ်တယ်လို့ပြောတာဟာစိတ်တည်ငြိမ်မှုကိုပြောတာစိတ်တဝိတ္တုဆိုတာတမာတိကိုပြောတာတဲ့ကဲတမာတိကဘယ်နှမျိုးရှိတုံးလို့ဆိုရင်စာပေကျမ်းကအများစုမှာပြောလို့ရှိရင်တမာတိကို2မျိုးပဲပြောတယ်ဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိအပ္ပနာတမာတိဆိုတာအတူချုပ်ပြောရလို့ရှိရင်စံတရားရထားတဲ့အခါမှာအာယုန်နဲ့ကိုစိတ်ကိုနှိမ့်မြုပ်ထားနိုင်တဲ့တမာတိမျိုးဖြစ်လို့အပ္ပနာတမာတိသန္နတမာတိလက်စိတ်ဖို့စိတ်ရလာလို့ရှိရင်လည်းပဲအာယုန်နိဗ္ဗာန်ဆိုတဲ့အာယုန်ထဲမှာစိတ်ဟာမြုပ်သွားလို့နှိမ့်မြုပ်ထားလို့အပ္ပနာတမာတိလို့ခေါ်တယ်အဲ့ဒီသံတို့မဖို့တို့တဲ့အနိကမှာရှိတဲ့တမာတိမျိုးကြတော့ဥပ္ပစာရတမာတိလို့ခေါ်တယ်အဲ့ဒီတမာတိ2မျိုးလုံးကိုစိတ်တဝိတ္တုလို့ဒီလိုပြောတာဒါကဝိပဿနာကျင့်စဉ်နဲ့မဆိုင်ဘဲနဲ့အောင်မြင်တဲ့အဓိပ္ပာယ်နဲ့ပြောတဲ့စကားလုံးဥပ္ပစာရတမာတိအပ္ပနာတမာတိ2မျိုးသည်စိတ်တဝိတ္တုအဲ့ဒီထဲမှာနောက်ထပ်ဖြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်ရမလို့ဆိုခဏိကတမာတိလို့ခေါ်တယ်ခဏိကတမာတိဆိုတာဝိပဿနာနဲ့ပတ်သက်လာတဲ့ဖြစ်ပေါ်လာတဲ့တမာတိတရားကိုပြောအနိစ္စလက္ခဏာကိုဖြစ်ခိုက်ကလေးကိုရှုပြီးတော့ရှုတဲ့အခိုက်ကလေးမှာတည်ငြိမ်သွားတဲ့တမာတိချုပ်ခိုက်ကလေးမှာရှုတဲ့အခိုက်လေးမှာတည်ငြိမ်သွားတဲ့တမာတိဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းရှုနိုင်သွားပြီဆိုလို့ရှိရင်ဖြစ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ချုပ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းဒီတမာတိလေးကစင်စစ်မပြတ်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါခဏိကတမာတိလို့ခေါ်ခဏကလေးတစ်ခါတည်းဖြစ်တဲ့တမာတိကိုခဏိကတမာတိခေါ်တာမဟုတ်ဘူးနော်အင်အားရှိလာတယ်ဆိုစင်စစ်မပြတ်မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားတဲ့အခါမှာဖြစ်ခိုက်ကလေးကိုလည်းသိဖို့အတွက်စိတ်ကလေးဟာငြိမ်သွားတယ်ချုပ်ခိုက်ကလေးဆိုတဲ့အာယုံလေးပေါ်မှာလည်းစိတ်ကလေးကငြိမ်သွားတယ်ဖြစ်ခိုက်ချုပ်ခိုက်တိမ့်တန်းကြရေထိအောင်ဒီတမာတိကဇက်တိုက်ဖြစ်နေတယ်ဆိုရင်သူကလည်းအင်အားကောင်းတဲ့တမာတိတစ်မျိုးဖြစ်လာတယ်ဒီလိုပြောအဲ့ဒီခဏိကတမာတိဟာနာဟိခဏိကတမာတိဝိနာဝိပဿနာနာမတံဘဝတိတဲ့ခဏိကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးဆိုတော့ခဏိကတမာတိဆိုတာဝိပဿနာတမာတိကိုပြောတာလို့ပြောရင်လည်းရတယ်နော်အပ္ပနာတမာတိဥပ္ပစာရတမာတိတို့ဆိုတာကသမထတမာတိတွေကိုပြောတာသမထကျင့်စဉ်ကရတဲ့တမာတိတွေကိုပြောအပ္ပနာတမာဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိကသမထကျင့်စဉ်နဲ့သက်ဆိုင်ခဏိကတမာတိဆိုတာဝိပဿနာနဲ့သက်ဆိုင်တယ်ဝိပဿနာဉာဏ်နဲ့ရှင်တွဲလာတဲ့ဒီတမာတိဟာဒလဆက်ရှုမှတ်နိုင်လာပြီဆိုတဲ့အခါမှာသူကအင်အားတွေကောင်းလာစင်စစ်မပြတ်ဖြစ်ဟောစင်စစ်မပြတ်ဖြစ်သို့တော့ဖြစ်ခိုက်ကလေးတွေမှာဖြစ်တာဖြစ်တော့ကြောင့်အားလုံးစုလိုက်တဲ့အခါစင်စစ်မပြတ်ဖြစ်နေတာဖြစ်တော့ကြောင့်အင်အားရှိတဲ့တမာတိတစ်မျိုးဖြစ်လာအဲ့ဒီခဏိကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးတဲ့ဝိပဿနာဖြစ်နေရင်လည်းပဲခဏိကတမာတိနဲ့သွားနေတာလို့ဒီလိုမှတ်အဲ့တော့ခဏိကတမာတိရရင်လည်းစိတ်တဝိတ္တုဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့သီလဝိတ္တုစိတ်တဝိတ္တုဒီတစ်ခုရလာပြီဆိုတဲ့အခါကျတော့မှကိုယ့်ကိုဆင်ញင်သုံးသပ်ရအောင်ကိုယ်ခန္ဓာကိုယ်ကြီးကိုဆင်ញင်သုံးသပ်တယ်ဒီအဆင့်ကိုရောက်မှာနော်ကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းကိုယ့်ကိုယ်ကြည့်လိုက်ကြည့်တဲ့အခါရုပ်ခန္ဓာကိုယ်ကြီးရှိတယ်မဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတဲ့ရုပ်ခန္ဓာကိုယ်မဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတဲ့ရုပ်ခန္ဓာကိုယ်ကြီးမဟာဘုတ်၄ပါးဆိုတာသဘာဝကိုပြောမယ်ဆိုလို့ရှိရင်နော်ပထဝီဆိုတာမာသဘောပြောသဘောလို့သဘာဝနဲ့ပြောကြတယ်ဒီဆိုအာဘောဆိုတာယူစည်းတဲ့သဘောဖွဲ့စည်းတဲ့သဘောသဘာဝနဲ့ပြောရင်ဒီဇောဆိုတာပူတဲ့သဘောအေးတဲ့သဘော
ဝါယောဆိုတာလှုပ်ရှားတဲ့သဘောတွန်းကန်တဲ့သဘောလို့ဒါကသဘာဝနဲ့ပြောတာတခါတရံကြတော့အရှိနဲ့ပြောလို့လည်းရမြတ်စွာဘုရားထိုသုတ်တန်နေမှာဟောတဲ့အခါကျဒီခန္ဓာကိုယ်ကြီးဟာမဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတယ်လို့ဆိုတဲ့စကားအရာအရှိနဲ့ပြောလို့ရှိရင်ကိုယ့်ကိုစဉ်းစားကြည့်ကိုယ်ခန္ဓာကိုယ်မှာဘာတွေရှိတုံးဆိုအယိုးတွေရှိတယ်နော်အယိုးတွေနဲ့တည်ဆောက်ထားတာမှန်တယ်ခန္ဓာကိုယ်ရဲ့ဒီစကယ်တန်ကြီးပေါ့ brain ကြီးကအယိုးတွေကြီးပဲပေါ့ဥခေါင်းကနေစပြီးတော့ခြေပြားထိချိအယိုးအားလုံးမြင်မှုလိုက်မယ်အယိုးစုကြီးတွေနော်ကိုယ့်ကိုယ်လည်းအဲ့ဒါကြည့်ပေးပေါ့အယိုးစုကြီးအဲ့ဒီလိုအတုံးအခဲတွေအဲ့ဒီအယိုးစုကြီးပေါ်မှာအသားတွေကြွက်သားတွေနော်ဒီနှလုံးတို့ကြောက်ကတ်တို့အသေးတို့ဥသိဥမတို့ဆိုတဲ့ဒီအတုံးအခဲတွေဒါတွေကတစုဒါတွေကိုပထဝီလို့ခေါ်တာပဲဓာတ်ကြီးလေးပါးနဲ့တိဆောက်တာနောက်ဒီထဲမှာအရည်တွေရှိတယ်ဟုတ်လားမျက်ရည်ရှိတယ်သွေးတွေရှိတယ်ဟောအရည်သဘောတွေဒါကိုအာဘောလို့ခေါ်တာပဲနောက်ပူတဲ့သဘောအေးတဲ့သဘောအပူတွေအေးတွေခန္ဓာကိုယ်မှာကိုယ်ငွေ့တွေရှိတယ်အစာတွေကျဉ်ညက်သွားလောက်အောင်ပူတဲ့အပူရှိတယ်ခန္ဓာကိုယ်ကြီးတစ်ဖြည်းဖြည်းရင့်လာအောင်ပိုးလာအောင်ပူတဲ့အပူတွေရှိတယ်အဲ့ဒီအပူတွေမှန်သမျှကိုသေဇောလို့ခေါ်တယ်နေ့စဉ်နဲ့ညအသက်ရှူသွင်းထုတ်နေတဲ့လေတွေရှိတယ်တခြားလေတွေလည်းရှိတယ်အဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့လေတွေအားလုံးဝါယောလို့ခေါ်တယ်ပေါင်းလိုက်တဲ့အခါကျမြတ်စွာဘုရားကသာတုမဟာဘူတိကောအယံကာယောတဲ့ဒီခန္ဓာကိုယ်ကြီးဟာဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတာလို့ဆိုတာဒါပြောတာကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်လို့ရှိရင်အဲ့ဒီခန္ဓာကိုယ်ကြီးဟာဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတယ်ဒီဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးကိုတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ကြည့်လိုက်မယ်ဆိုရင်တာမန်အနေနဲ့ကလည်းကြည့်မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးဆိုတာလေးကစအမှန်တမ်းသိငယ်တဲ့အဆက်အပြောက်ကလေးတဲမှာသတိတီးပြီးတော့စကလလရေကြီးကနေပြီးတော့နော်အမြုပ်ကနေပြီးတော့သားတစ်ကနေပြီးတော့အမအခုလုံးပြီးတော့မှခက်မှ၅ပြားဆိုတာတဖြည်းဖြည်းပုံတရံပေါ်လာဆိုလိုတာကခန္ဓာကိုယ်ကြီးဖြစ်ပေါ်နေတာကိုလည်းပဲလူတွေသိကြတယ်ဆရာဝန်တွေဆိုရင်တော့ပိုသိတာပေါ့နော်လက်တွေ့သင်ကြားနေရတဲ့အခါမှာပိုသိတာမန်ပုဂ္ဂိုလ်တွေလည်းပဲအမှတ်တမဲ့နေရင်သာမသိတာပါလူရဲ့ခန္ဓာကိုယ်ကြီးဟာရုပ်ခန္ဓာကိုယ်ကြီးကကြည့်သေးသေးလေးကနေပြီးတော့တဖြည်းဖြည်းကြီးလာတဖြည်းဖြည်းကြီးလာစတင်ဖြစ်လာတာကိုအာစယလို့ခေါ်တယ်အာစယအပစယပါစယဆက်လက်ပြီးတော့ဖြစ်နေမွေးဖွားလာတဲ့နောက်ကြလဲကြည့်မွေးလာတော့ကသေးသေးလေးရဲ့ခမင်းမုံငါတေးစာတွေစားပြီးတော့ကြီးလာလိုက်တာဟောဒါယုတ်ခန္ဓာကိုယ်ကြီးရဲ့သဘောနောက်ဆုံးကြတော့ဘာဖြစ်လဲဆိုဒီယုတ်ခန္ဓာကိုယ်ကြီးသေလို့ရေပြုတ်ပလိုက်ရတယ်မိတကြိုလိုက်ရတယ်ဟောဒါလည်းတွေ့ကြတယ်အဲ့တော့တမ္မာပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ဒီယုတ်ပိုင်းဆိုင်ရာကြီးရဲ့ဖြစ်လာတာကိုလည်းပဲမြင်လို့ရတယ်နောက်ဆုံးပြတ်သွားပြီးတော့မြေမြုပ်တင်းညိုလိုက်ရလို့ပျက်စီးသွားတဲ့အနေအထားမျိုးတွေလည်းမြင်နေရတော့ဒီယုတ်ခန္ဓာကိုယ်ကြီးကိုမမြဲဘူးလို့ပြောဖို့ရအမှန်တမ်းလွယ်ဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာမှုတွေနော်ခိပြတ်ဖို့ဆိုတာဖြစ်နိုင်အမှန်တမ်းမစင်စားမဆင်ခြင်ရင်သာလူတွေကတကယ်စဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့ဖြစ်လာတာလည်းသိရတယ်ပျက်စီးသွားတာလည်းမြင်နေရတယ်မျက်စိနဲ့တည်းပဲမြင်နိုင်တာဖြစ်သောကြောင့်ဒီယုတ်ခန္ဓာကိုယ်ကြီးရဲ့မမြဲမှုသဘောတွေဟာဓမ္မထင်ရှားတယ်ဒီလိုဆိုလို့တာနော်ဒီအတုတဝါတုတ်တံမှာမြတ်စွာဘုရားဒီလိုဟောတယ်ဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာညှင်းငွေ့လာကြတဖြည်းဖြည်းနဲ့ကြီးလာပြီးတဖြည်းဖြည်းနဲ့အိုသွားတယ်နော်တဖြည်းဖြည်းနဲ့အိုသွားပြီးနောက်ဆုံးမှသေဆုံးသွားတယ်ပြစ်လိုက်ရတယ်ဟောဒါတွေကိုကြည့်ပြီးဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာညှင်းငွေ့ဖို့တွေ့တာမှုတွေကင်းပြတ်ဖို့ဖြစ်ဖို့လွယ်တယ်ဒါဖြင့်ဖြစ်ဖို့ခက်နေတာကဘာတော့လို့ဆိုလို့ရှိရင်
အသိစိတ်ကလေးပေါ်မှာကြတော့လူတွေကဖြစ်တာပြက်တာကိုမမြင်နိုင်ကြဘူးမမြင်နိုင်သည့်အတွက်ကြောင့်အသိစိတ်ကလေးနဲ့ပတ်သက်လာတဲ့အခါကျတော့တွေ့တာမှုတွေအလွန်ကြီးတယ်မငြင်းငွေ့နိုင်ကြဟုတ်တယ်လူတွေကရုပ်ပေါ်တာငြင်းငွေ့တာစိတ်ပေါ်ကြတော့မငြင်းငွေ့မငြင်းငွေ့လို့ရေပုံရအပြင်ပြောမယ်ဆိုလို့ရှိရင်လူတွေမှာသေသွားလို့ရှိရင်ဒီဝိညာဉ်ကောင်လေးအသိစိတ်လေးတို့ဟာမျိုးဝိညာဉ်ကောင်လေးဟာဒီခန္ဓာကိုယ်ထဲကထွက်သွားပြီးတော့နောက်ဘဝဝင်စားတယ်လို့တောင်ယူဆကြတယ်လေသာဝရမြဲတဲ့အရာလို့ဒီလိုထင်ကြတာဒါအများထင်တာကိုမြတ်စွာဘုရားပြောအဲ့ဒီစိတ်လေးပေါ်မှာညှင်းငွေ့တာကိုမညှင်းငွေ့နိုင်ကြဘူးတဲ့တတ္တဝါတွေဟာတွေ့တာမှုတွေအားကြီးကြတယ်လူတွေကကိုယ်စိတ်ကိုပြောကြတယ်ငါစိတ်နော်ဒီလိုတွေ့တာမှုတွေအားကြီးပြီးတော့စိတ်လေးကအိုသွားတာလည်းမရှိဘူးနော်စိတ်လေးမှာကျုပ်တရမရှိသည့်အတွက်ကြောင့်ခေါင်းဖြူတာလည်းမတွေ့ရသွားကျိုးတာလည်းမရှိဘူးဒါကြောင့်လို့စိတ်ကလေးပေါ်မှာမငြင်းငွေ့ကြဘူးသို့တော့ဒီနှစ်ခုကိုရှင်ကြည့်လိုက်ရုပ်ခန္ဓာကိုယ်နဲ့စိတ်နဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဘယ်သူကကြာကြာရှိတုံးဆိုတော့ရုပ်ခန္ဓာကြီးကကြာကြာရှိတယ်ကြည့်လေလူတွေဟာမွေးဖွားလာပြီးတဲ့အခါမှာတချို့ကအသက်80 90 100ထိအောင်နေလို့ရသူ့ကိုနှစ်ပေါင်းများကြီးတွေ့နေရရုပ်ခန္ဓာကိုယ်ကြီးကရှိနေရုပ်ခန္ဓာကိုယ်ကြီးကရှိနေသည့်အတွက်ကြောင့်ဒီစိတ်ကလေးကြတော့အဲ့ဒါတော့ရှိတာမဟုတ်ဘူးစိတ်ဆိုတာအခုဖြစ်ရင်အခုပြတ်သွားတယ်အခုဖြစ်ပြီးတော့အခုပြတ်သွားအဲ့တော့မြတ်စွာဘုရားကပြောတယ်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာရင်တွေ့တာမယ်ဆိုရင်တော်သေးတယ်တဲ့ဘာဖြစ်လို့တော့ဆိုတော့ရုပ်ခန္ဓာကိုယ်ကြီးက10နှစ်အနှစ်20အနှစ်30အနှစ်40အနှစ်50 60 100တွေ့နေရတယ်စိတ်ကလေးကြတော့အဲ့ဒါလောက်တောင်တွေ့တာမဟုတ်ဘူးတဲ့အခုဖြစ်ပြီးအခုပြတ်သွားနေ့အခါမှာဖြစ်တဲ့စိတ်ကညပါမလားဘူးညဖြစ်တဲ့စိတ်ကနေပါမလားနော်ဘာနဲ့ဥပမာတူတော့ဆိုရင်စိတ်ဟာမြောက်နဲ့အလားတရံတူတယ်မြောက်ဆိုတဲ့ကောင်ကတစ်ပင်ပေါ်မှာရောက်လို့ရှိရင်အငြိမ်မနေဘူးဒီတစ်ကိုင်းလှမ်းကိုင်းလိုက်ဟိုတစ်ကိုင်းဆွဲလိုက်ဒီတစ်ကိုင်းလွတ်လိုက်နဲ့တစ်ကိုင်းတစ်ခုလွတ်လိုက်နောက်တစ်ကိုင်းတစ်ခုဆွဲကိုင်းလိုက်နဲ့ဒီလိုတနေ့ကုန်ရောက်ရခတ်နေတဲ့သရဝါတကောင်အဲ့ဒါမျိုးလိုပဲစိတ်ဟာလည်းပဲဒီတိုင်းပဲတဲ့ဒီအာယုံတစ်ခုကိုလှမ်းကင်လိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်ဒီအာယုံတစ်ခုကိုလွတ်လိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်တဲ့မြင်တဲ့အာယုံနောက်လိုက်လိုက်ကြားတဲ့အာယုံနောက်လိုက်လိုက်အနံ့ရတဲ့အာယုံနောက်လိုက်လိုက်အရသာအာယုံနောက်လိုက်လိုက်တဲ့စိတ်တွေအမျိုးမျိုးပြောင်းလဲပြီးတော့အခုတစ်မျိုးအခုတစ်မျိုးဖြစ်နေတဲ့စိတ်တွေတဲ့အဲ့ဒီသဘောကိုကြည့်မယ်ဆိုလို့ရှိရင်စိတ်ဟာဘယ်လိုမှဒီရှားရှည်တဲ့အရာမဟုတ်သည့်အတွက်ကြောင့်စိတ်ကိုငါရဲ့အတ္တသာဝရလို့မဆွဲလန်းနိုင်ဘူးတဲ့ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လုံးဝကိုဆွဲလန်းနိုင်တဲ့အရာမဟုတ်ဘူးလို့ဒီလိုဆင်ញင်သုံးသပ်မှုကိုပြောတာအဲ့ဒါလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာအောင်မြတ်စွာဘုရားကဘာကိုနှလုံးသွင်းရမလဲစိတ်နဲ့ယုံနဲ့ကွဲကွဲပြားပြားသိလာပြီးတဲ့နောက်မှာအကြောင်းတရားတွေကိုဆင်ញင်သုံးသပ်ပေးဖို့ပဋိစ္စသမုပ္ပါဒ်ကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ပါတဲ့ဒါကဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာသီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိပြီးတဲ့အခါမှာယုံနဲ့နံကွဲတာကနာမရူပပရိစ္ဆေဒဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်ဒိဋ္ဌိဝိသုဒ္ဓိပြီးတဲ့အခါအကြောင်းတရားအကျိုးတရားကိုဆင်ញင်နိုင်တဲ့အကြောင်းတရားတွေကိုသိနိုင်တဲ့ပစ္စယပရိက္ခအဲ့ဒီဉာဏ်ရလာမှကင်္ခာဝိကရဏဝိသုဒ္ဓိလို့ဆိုတဲ့တန်တရားတွေကိုကင်းရှင်းသွားစေနိုင်တဲ့စင်ကြယ်မှုမျိုးရလာနိုင်အဲ့ဒါကိုရဖို့ရအတွက်ပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားပါတဲ့ကဲပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားတယ်ဆိုပဋိစ္စသမုပ္ပါဒ်ဆိုတာခက်တယ်တပည့်တော်တို့ဆင်ញင်စဉ်းစားဖို့အမှန်တမ်းခက်တယ်ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါဒ်ကိုအလွယ်တကူသဘောပေါက်နိုင်တဲ့နည်းလေးနဲ့မြတ်စွာဘုရားဟောထားတာရှိတယ်အကြောင်းလေးကြောင်းကိုအရင်မှတ်ရ
နော်ဣမတမိန်တတိဣရံဟောတိနံပါတ်1ကဒီအကြောင်းတရားရှိလို့ဒီအကျိုးတရားရှိဒါရှိလို့ဒါရှိတယ်ပေါ့တမန်ပြန်မယ်ဆိုရင်ဒါရှိနေဒါရှိကဲစဉ်းစားကြည့်တစ်ပင်ရှိနေလို့ရှိရင်တစ်ပင်ရိပ်ဆိုတာရှိတယ်တစ်ပင်ကိုခုတ်ပြလိုက်ရင်တစ်ပင်ရိပ်ဟာရှိပါအောင်မရှိဘူးတစ်ပင်ရှိနေရင်တစ်ပင်ရိပ်ရှိမှာအခုကြည့်တရားစစ်မီးရှိနေသမျှကာလပတ်လုံးအလင်းရောင်ရှိဟာတရားစစ်မီးမရှိတော့ဘူးဆိုရင်အလင်းရောင်လည်းမရှိတော့ဒါရှိလို့ဒါရှိတယ်ဆိုတာကြည့်အကြောင်းပေါ်မှာယက်တည်နေရပုံကိုစဉ်းစားကြည့်ပါဘုန်းကြီးတို့တရားနာပရိသတ်တွေအခုလို့ငြိမ်ငြိမ်နဲ့ထိုင်းနေနိုင်တာဘာဖြစ်လို့လဲအောက်ကချမ်းရှိလို့ချမ်းမရှိဘူးဆိုရင်အောက်ငယ်မြေမှာထိုင်းနေလို့မှမရဘူးလေဒါရှိလို့ဒါရှိတယ်ဆိုတဲ့သဘောဟာဒါပရိစ္ဆေသမုပ္ပါဒ်ကိုအတော်ကျုပ်ပြောတဲ့ဟာအကြောင်းတရားရှိနေသည့်အတွက်ကြောင့်အကျိုးတရားရှိနေဣမတဥပ္ပါဒာဣဒံဥပ္ပစ္စတိဒီအကြောင်းတရားဖြစ်ပေါ်နေခြင်းကြောင့်ဒီအကျိုးတရားဖြစ်ပေါ်နေဆိုပါတော့တရားစစ်မီးရှိနေခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတရားစစ်မီးဖြစ်လာခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတယ်ဣမတမိန်အတတိဣဒံနာဟောတိဒါမရှိတော့ရင်ဟိုဟာလည်းမရှိတော့တရားစစ်မီးမရှိတော့ရင်အလင်းဆိုတာမရှိတော့နေမရှိတော့ရင်အလင်းဆိုတာမရှိတော့ဟောဒီလိုဆိုလို့တရားတော်များနေ့စဉ်နာယူနိုင်ရန်ကျွန်တော်ရဲ့ဓမ္မရှိ channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်